တနေ့ကုန်နေရတာမအိမ်မသာဖြစ်ပြီးတော့ဘိုက်ထဲမှာတစ်ခုခုခံနေရဆိုတဲ့ခံစားချက်မျိုးဖြစ်နေပြီလားအဲ့ဒါကလေဝမ်းအရန်ချုပ်လို့ဝမ်းမှတ်မှန်တဲ့သူတွေပဲခံစားရတဲ့ခံစားချက်ပါနော်။ခတ်တာဝမ်းချုပ်တယ်အဲ့ဒါတွေကိုလေပုံမှန်လူတွေကဒါရိုးရိုးလေးပဲလို့ထင်ရပေမဲ့အမှန်တော့ဒါကခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေအများကြီးရှိနေလို့အဲ့လိုမျိုးဖြစ်တာပါ။ဒါအဆိပ်တောက်တွေများတဲ့လက္ခဏာပေါ့နော်။ပုံမှန်ဆိုလို့ရှိရင်လူတစ်ယောက်ကဝမ်းပုံမှန်သွားမှလန်းလန်းဆန်းဆန်းဖြစ်တာပါရှင်။ဝမ်းရမ်းချုပ်တဲ့အခါကျရင်အသားအရည်တွေညစ်လာလိမ့်မယ်အထူးသဖြင့်ဝက်ချံတွေအစီဘူးတွေပို့ပြီးတော့များလိမ့်မယ်နောက်တစ်ခုကကြတော့လေပွားမယ်လေအောက်နာတွေဖြစ်မယ်ကတွင်းပြတ်မယ်ပေါ့နော်ပါဇက်ထဲမှာလေရတာတစ်မျိုးကြီးအဲ့လိုခံစားချက်ဖြစ်မယ်နောက်ဆုံးအနေနဲ့ကတော့လေကောင်းဖြစ်တဲ့အထိကိုဖြစ်နိုင်ပါတယ်ရှင်လို့ကိုကအမြင်တမ်းများများပါတဲ့အစားအသောက်တွေကိုစားပေးနောက်တစ်ခုကကြတော့ရေများများတောက်ပေးပါဝမ်းမှန်ဖို့အတွက်တိုင်းရင်းစေးစစ်အကူအညီယူဖို့လိုအပ်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးတိုင်းရင်းစေးစစ်ကိုမှီဝဲပေးဖို့အတွက်ကိုအကြံပေးချင်ပါတယ်ရှင်။အခုပုံမှာပြထားတဲ့ရွှေရုပ်တွင်ကကြတော့ local brand ဖြစ်တဲ့အပြင်လုံးဝမြမတိုင်းရင်းစေးစစ်ပါချင်းစော်ကားသီးကိုအဓိကပါဝင်ပေါင်းဆက်ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘိုက်ရစ်ချင်းနာချင်းလုံးဝမရှိဘူးစိုးကျိုးအ ਨੇ ဆုံးနဲ့ယူနိုမနက်ခင်းတိုင်းမှာပေါ့ပေါ့ပါလန်လန်ဆက်ဆက်နဲ့ဝမ်းမှန်စေးမှာဖြစ်ပါတယ်သူ့ကိုတော့တစ်နေ့ကို2ကြိမ်တောက်ပေးရပါမယ်မနက်ကို9ပြားညကို9ပြားအစာနဲ့ဆေးနဲ့ဝေးပြီးတော့2ကြိမ်တောက်ပေးမယ်ရေများများတောက်ပေးမယ်ဆိုလို့ရှိရင်တော့အချိန်တိုအတွင်းမှာဝမ်းချုပ်တဲ့ပြဿနာဝမ်းလုံးဝမမှန်တဲ့ပြဿနာတွေကင်းစင်ပါလိမ့်မယ်ရှင်အဲ့တော့ဝမ်းချုပ်တဲ့ပြဿနာကြီးကနေအမြန်ဆုံးလွတ်မြောက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုအောက်က message box ကနေပဲဖြစ်ဖြစ် comment ကနေပဲတဆင့်ဖြစ်ဖြစ်ရုံးစီမှာဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ဖုန်းဆက်ပြီးတော့လည်းဆက်သွယ်လို့ရပါတယ်ဖုန်းနံပါတ်ကတော့3996532335ပဲဖြစ်ပါတယ်ရှင်ဗီဒီယိုကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်